ပစ္စည်းယူရင်းနေတဲ့ဆိုင်ကန်းလေးနဲ့ဖြူဖြောပြီးကြောက်လန့်နေတဲ့ရှင်ယိုချူရဲ့မျက်နှာလေးကိုမြင်လိုက်ရတဲ့ခဏမှာပဲကျွန်တော်ရင်ထဲမှာဖော်ပြလို့မရတဲ့ဒေါသတွေတလားဟီစီးဆင်းလာခဲ့တယ်ဘဝနှစ်ခုစလုံးမှာဒီလောက်ထိဒေါသထွက်ခဲ့ဘူးလားမျိုးတစ်ခါမှမရှိခဲ့ဘူးကျွန်တော်ရှင်ယိုချူရဲ့ရှေ့မှာရက်လိုက်ပြီးအဲ့ဒီသူထေးသားကိုအေးဆက်ဆက်ကြည့်လိုက်တယ်ထွက်သွားစမ်းမင်းကဘသူမို့လို့ငါကိစ္စတွေဝင်ပါရတာလဲအဲ့ဒီသူထေးသားကကျွန်တော်နှာခေါင်းကိုမောက်မာစွာနဲ့လက်ညှိုးထိုးပြီးမေးတယ်ကျွန်တော်ဘာမှပြန်မပြောဘဲဖုန်းကိုထုတ်ပြီးဝူဖိုးကြီးစီဖုန်းခေါ်လိုက်တယ်ဝူဖိုးကြီးကျွန်တော်အတွက် license နံပါတ်တစ်ခုလောက်စစ်ပေးပါငါမိနစ်အတွင်းသူနဲ့သူ့မိသားစုပိုင်ကုမ္ပဏီကိုမြို့တော်ကနေပြောက်ကွယ်သွားအောင်လုပ်လိုက်ပါအဲ့ဒီသူထေးသားဟာခဏလောက်ကြောင်သွားပြီးမှကျေလောင်စွာရေမောတော့တယ်ကြောက်လိုက်တာဗျာမင်းကိုမင်းရုပ်ရှင်တွေကလို့ထင်နေတာလားငါမိနစ်အတွင်းငါမိသားစုကိုဖျောက်ပစ်မယ်ဟုတ်လားငါအဖေကဘသူလဲဆိုတာမင်းသိလို့လားကျွန်တော်ကတော့သူ့ကိုလူသေးတယောက်လိုပဲအေးအေးဆေးဆေးစိုက်ကြည့်နေမိတယ်3မိနစ်တောင်မပြည့်ခင်မှာပဲအဲ့ဒီတထေးသားရဲ့ဖုန်းမိလာတယ်သူဖုန်းကင်လိုက်တာနဲ့မျက်နှာပေါ်ကအပြုံးတွေဟာချက်ချင်းဆိုသလိုအေးခဲသွားတော့တယ်ဘာပြောလိုက်တယ်ကုမ္ပဏီရဲ့ငွေစည်းရင်းတွေအပိတ်ခံလိုက်ရပြီဟုတ်လားပူးပေါင်းဆောင်ရွက်မှုအားလုံးလည်းဖျက်သိမ်းခံလိုက်ရတယ်အဲ့ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲဘသူလဲငါတို့ဘသူကိုတွားထိမိလို့လဲသူ့တန်တွေဟာကြောက်လက်တကြားတုံ့ပြန်နေခဲ့တယ်နောက်ဆုံးမှာတော့သူတူးထောက်ကျသွားပြီးဖုန်းဟာလည်းလက်ထဲကနေမြေပြင်ပေါ်ကိုဖုန်းကနေပြုတ်ကျသွားတယ်သူဟာကျွန်တော်ကိုလူသားစားကြိုကောင်းကြီးတစ်ကောင်လိုမော့ကြည့်နေပြီးနှက်ခမ်းတွေတုံရီကစကားတစ်လုံးမှမဟနိုင်တော့ဘူးအခုထွက်သွားလို့ရပြီလားကျွန်တော်အေးစစ်စစ်ပဲပြောလိုက်တယ်သူဟာကမှုရှူထိုးနဲ့ဆိုင်ထဲကပြေးထွက်သွားတော့တယ်သူ့ရဲ့ကြောလုံးထုတ်ထားတဲ့တန်ကားကိုတောင်ဂယုမဆိုင်နိုင်တော့ဘူးဆိုင်လေးဟာပြန်လဲတိတ်ဆိတ်သွားခဲ့တယ်ရှင်ယိုချူကကျွန်တော်ကိုအံ့အားသင့်မှုတွေကြီးညိုမှုတွေပြင်းနေနေတဲ့သူ့ရဲ့လှပတဲ့မျက်ဝန်းလေးတွေနဲ့ကြည့်ပြီးနင်ကလို့ဆိုတယ်ကျွန်တော်လက်ကြည့်ပြီးသူ့ကိုကျင်နာစွာစိုက်ကြည့်လိုက်တယ်သူ့မျက်နှာပေါ်ကမျက်ရည်စတွေကိုတုပ်ပေးရင်းမကြောက်နဲ့တော့ငါရှိတယ်လို့ပြောလိုက်တယ်အဲ့ဒီလိုပြောပြီးနောက်သူ့ရဲ့တုံ့ပြန်မှုကိုမဆောင်တော့ပဲခေါင်းငုံပြီးအေးဆက်ဆက်နိုင်တဲ့သူ့ရဲ့နှက်ခမ်းလေးတွေကိုနမ်းလိုက်မိတယ်ရှင်ယိုချူရဲ့နှက်ခမ်းလေးတွေဟာကျွန်တော်စိတ်ကူးရင်ခဲ့တယ်လို့ပဲနူးညံ့ပြီးကိမုတ်ချူချူလေးလိုရတာရှိလာတယ်သူဟာအစမှာတော့ထိတ်လန့်သွားတဲ့တမင်လေးတစ်ကောင်လိုတောင်းခဲသွားပေမဲ့နောက်တော့ဖြည်းဖြည်းချင်းရှော့ချလာပြီးပြန်လဲတုံ့ပြန်လာတယ်အဲ့ဒီအနမ်းဟာတိတ်မပြင်းထန်ပေမဲ့ကျွန်တော်နှလုံးသားကိုပြည့်စစ်စီးသွားတယ်လို့မျိုးခံစားလိုက်ရတယ်အတော်ကြာမှကျွန်တော်သူ့ကိုမချစ်မရဲလှုပ်ပေးလိုက်တယ်သူဟာမျက်နှာလေးနီးရဲနေပြီးကျွန်တော်ကိုမကြည့်ရဲပဲခေါင်းငုံထားရှာတယ်ရှင်ယိုချူကျွန်တော်သူ့မျက်နှာလေးကိုလက်နဲ့မကကျွန်တော်မျက်လုံးတွေကိုကြည့်စေပြီးအတီးပေါက်ပြောလိုက်တယ်ငါရဲ့ရည်စားဖြစ်ပြီမလားသူဟာသူ့ရဲ့နှက်ခမ်းလေးကိုကိုက်ထားပြီးလက်ပြတောင်ပန်လေးတွေလိုခတ်နေတဲ့မျက်တောင်ရှည်လေးတွေနဲ့စဉ်းစားနေတယ်အတော်ကြာမှချင်းလေးတစ်ကောင်မြေတန်းလောက်ရှိတဲ့အတန်တိုးတိုးလေးနဲ့လုတ်ပြန်ဖြေခဲ့တယ်ကျွန်တော်လူတယောက်လိုပြုံးမိသွားတယ်သူ့ကိုကျွန်တော်ရင်ခွင်နဲ့တင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်မိပြီးကဘာကြီးတစ်ခုလုံးကိုပိုင်ဆိုင်လိုက်ရတယ်လို့ခံစားလိုက်ရတယ်ဘဝနှစ်ခုစလုံးမှာပထမဆုံးအကြိမ်ဖြစ်ရင်ခုန်တန်းများလာတယ်ဆိုတာဘာလဲပျော်ရွှင်မှုဆိုတာဘာလဲဆိုတာကိုကျွန်တော်နားလည်သွားခဲ့တယ်သူကကျွန်တော်ရင်ခွင်ထဲမှာနင်ခုနကအရန်ကြောက်ဖို့ကောင်းတာပဲလို့တိုးတိုးလေးပြောတယ်ငါနင်ကိုကြောက်အောင်လုပ်မိသွားတာလားဖုန်းတစ်ချက်ထဲနဲ့ကုမ္ပဏီတစ်ခုကိုဒေဝါလီခံအောင်လုပ်နိုင်တယ်မင်းနင်ကတကယ်တော့ဘယ်သူလဲသူ့ရဲ့ကြည်လင်ပြီးအပြစ်ကင်းစင်တဲ့မျက်လုံးလေးတွေကိုကြည့်ပြီးကျွန်တော်သူ့ကိုဖုံးကွယ်ထားလို့မရတော့ဘူးဆိုတာသိလိုက်တယ်ငါပြောသားပဲငါကမြေပိုင်ရှင်အေးအေးလူလူတယောက်ပါလို့ကျွန်တော်သူ့နှာခေါင်းလေးကိုဆွဲညှစ်လိုက်တယ်ငါမှာမြေကွက်တွေအများကြီးရှိအောင်တက်ပါကျွန်တော်အကြောင်းတွေကိုသူ့ကိုပြောပြလိုက်တယ်ဒါပေမဲ့ပြန်လည်မွေးဖွားလာတဲ့လှုပ်ဝက်ချက်ကိုတော့ချန်လက်ထားခဲ့တာပေါ့ကျွန်တော်ဖခင်ကကျွန်တော်အတွက်အမွေနဲ့အမြောက်များချန်ထားရခဲ့သည်ဟုသာပြောပြခဲ့သည်ထိုငွေများကိုအသုံးပြုပြီးရင်းနှီးမြှုပ်နှံမှုအချို့ပြုလုပ်ခဲ့ရမှာငွေနှဲငယ်ရရှိခဲ့ခြင်းဖြစ်သည်ဟုဆိုခဲ့သည်ရှင်ယူဂျူကူမှာမျက်တောင်တစ်ဖြက်ဖြက်ခတ်သွားသည်ငွေနှဲငယ်တဲ့လားကုမ္ပဏီတစ်ခုကို9မိနစ်အတွင်းဒေဝါလီခံသွားအောင်လုပ်နိုင်သည့်ငွေပမာဏကိုအနှဲငယ်ဟုဆိုရမည်လို့ထိုအနှဲငယ်ဆိုသည်မှာမြင့်မြတ်များသည်ကျွန်တော်ခဏတာစဉ်းစားလိုက်ပြီးသူနားလည်နိုင်မည့်နီးလန်းဖြင့်ပြောပြလိုက်သည်မင်းရဲ့အချို့ပွဲဆိုင်လေးတွေဆိုရင်1000ကျော်လောက်ထိဝယ်လို့ရနိုင်တဲ့ပမာဏမျိုးပေါ်ဟုပြောလိုက်ရရှင်ယူဂျူမှာအံ့ဩတုန်လှုပ်သွားသည်သူသည်လက်ချောင်းလေးများဖြင့်ခဏတာတွက်ချက်ကြည့်နေပြီးနောက်ကျွန်တော်ကိုအံ့ဩတုန်လှုပ်စွာကြည့်လိုက်သည်မင်းကဘီလီယံ100ချမ်းသာတဲ့သူပေါ့ကျွန်တော်ကောင်းကြီးပြလိုက်သည်သူသည်တိတ်ဆိတ်သွားသည်ကျွန်တော်နှလုံးသားမှာအနှဲငယ်စိုးရိမ်လာမိသည်ကျွန်ုပ်တို့ကြားကကြီးမားလာသည့်ချမ်းသာကြွယ်ဝမှုကွာဟချက်ကြောင့်သူနောက်ဆုတ်သွားမိကိုကျွန်တော်ကြောက်ရွံ့မိသည်သူသည်အချိန်အတော်ကြာအောင်တိတ်ဆိတ်နေလိမ့်မည်ဟုကျွန်တော်မထင်ထားခဲ့ပေရုတ်တရက်သူသည်ခေါင်းမော့လာပြီးတည်ကြည်သောအမူအရာဖြင့်ကျွန်တော်ကိုကြည့်သည်နေကြီးတေချာနားထောင်ခုကစပြီးနင်းပတ်စံဟာငါပတ်စံပဲငါပတ်စံကတော့ငါပတ်စံပဲကျွန်တော်ခဏတာမင်းတက်သွားပြီးမှအကျယ်ကြီးအော်ရင်မိတော့သည်ကျွန်တော်သူ့ကိုပွေ့ချပြီးအချိန်နှဲငယ်ပတ်ချလှည့်လိုက်သည်မင်းပြောတဲ့အတိုင်းပဲဖြစ်စေရမယ်ငါရဲ့ Russian fan ရဲ့အဖိုးတန်လေးရဲ့ကျွန်တော်ရဲ့အလှည့်များကြောင့်သူကောင်းမှုသွားပြီးကျွန်တော်လက်ပင်ကိုဖက်တွေ့ထားကတခိခိရေမောနေသည်ကျွန်တော်လူမမားခဲ့ဘူးဆိုတာကိုသိလိုက်ရသည်ကျွန်တော်ချစ်မြတ်နိုးသည်မှာဖူမိသားစုရဲ့ဂုံတက်အရေးအာဝါတအောက်ကလူကိုမဟုတ်ပဲရှင်ယူချူဆိုသည့်လူသားကိုယ်တိုင်ကိုသာဖြစ်သည်ရှင်ယူချူနဲ့အတူရှိပြီးနောက်ကျွန်တော်၏အေးလူဘဝလေးမှာတက်ဝင်လှုပ်ရှားပြီးအယောင်သွေးဆုံနေလာခဲ့သည်ကျွန်တော်တို့သည်အချို့ပွဲအသစ်များကိုအတူတူသူတည်တနာပြုကြပြီးဝိုင်းအသစ်များကိုလည်းအတူတူချက်လုပ်ကြသည်သူသည်ကျွန်တော်ကိုနက်နက်ခင်းစေးသို့ခေါ်သွားကတရားတစ်ချက်အတွက်နှစ်ပင်ဈေးတင်နဲ့မျက်နှာနီးမြန်းသည့်အခြေတင်ဈေးစစ်တက်သေးသည်ကျွန်တော်ကလည်းသူ့ကိုမီရှီလင်ကျဲသုံးပွဲအဆင့်ရှိစားတောက်ဆိုင်များသို့ခေါ်သွားပြီးကဘာတဝန်းရှိဟင်းလျာများကိုမြည်စမ်းစေခဲ့သည်သူသည်ကျွန်တော်တင်ပါကိုထိတွေ့ရသည်ကိုနှစ်သက်ပြီးအဝိရှော်ပြလိုပဲကင်လိုကောင်းတယ်ဟုဆိုတတ်သည်ကျွန်တော်ကတော့သူရှက်သွေးဖြာသွားသည်ကိုကြည့်ရင်သူ၏လက်စီလေးကိုနမ်းရသည်ကိုမျက်နှိုးသည်ကျွန်ုပ်တို့သည်ချစ်သူတိုင်းကဲ့သို့ပင်ချုံမိလာသည်တာယာသောညချမ်းများတွင်လာအိုကသူသည်နေတိုင်းချစ်သူများ၏အချို့ပုံမှုများကြောင့်တေတော်မီဟုမှတ်ချက်ပေးလေရှိသည်အလုရှင်သားကတော့ဟွမ်ယူအုပ်စုကိုတိတ်ယူမဲ့အမှုတွဲပါခမရဲ့လက်မှတ်လိုအပ်ပါတယ်လို့ဆိုကာထိုနေရာမှာချထားခဲ့သည်ကျွန်တော်မင်းအတွက်တကြားခဲတစ်တော်တီးပြုတ်လုပ်ပေးမယ်လေပထမဆုံးအနေနဲ့အလုရှင်သားကတော့ဥရောပတော်ဝင်စားပွဲဖိတ်စာပါလာအိုကသမရရှောင်စေရအကြောင်းပြောတော့အခါကျွန်တော်ကိုတတိထားပြီးတစ်ချက်ကြည့်လိုက်သည်ကျွန်တော်လက်များခဏတာရက်တန်သွားသည်ရှောင်းဝဲရှင်စီယဝင်းစင်ဆိုသည့်နာမည်ကိုမကြားရသည်မှာကြားပြီးဖြစ်သည်ကျွန်တော်ကအေးဆက်ဆက်ဖြင့်မေးလိုက်သည်သူကငါစီကဘာလို့ရှိတာလဲလာအိုကရှင်းပြသည်ရှောင်းအုပ်စုကအခုတလောငွေကြေးစီးဆင်းမှုအခက်အခဲနဲ့ကြုံနေရတယ်သူတို့ကယင်းနှိမ့်မြုပ်နှံမှုအမြောက်များအရေးပေါ်လိုအပ်နေတာ Repension Phone Function Fan ကအခြေအနေကောင်းနေတာကိုသူတို့သိသွားပြီးပူးပေါင်းဆောင်ရွက်ဖို့လာကမ်းလှမ်းတာပါ
ရီဖန်ရှန်ဖုန်းဆိုဒီမှာကျွန်တော်လာအိုကိုတီထောင်ခိုင်းထားသည့်ယင်းနှိမ့်မြုပ်နှံမှုကုမ္ပဏီဖြစ်ပြီးကျွန်တော်ဤကျေပြန့်လာသောစီးပွားရေးအင်ပါယာ၏ထောက်ဆုံးလေးတစ်ခုသာဖြစ်သည်သို့သောထိုးထောင်ဆုံးလေးသည်ပင်ရှောင်းအုပ်စုအတွက်တော့မော့ချီယာမီတရဝါကြီးတစ်ကောင်ကဲ့သို့ဖြစ်နေပေပြီးအခြေအနေတွေကဘယ်လိုတောင်ပြောင်းလဲသွားခဲ့တယ်လဲထိုစဉ်ကမင်းကငါနဲ့မတန်ဘူးဟုပြောခဲ့သည့်အေးဆက်လာသောအမှုဆောင်ရရှိချုပ်ဆောင်သည်ယခုအခါတွင်တော့ကျွန်တော်ထံသို့ယင်းနှိမ့်မြုပ်နှံမှုအတွက်လာရောက်တောင်းဆိုနေရပြီဖြစ်သည်ကျွန်တော်နှကန်းထောင်တွင်နောက်ပြောင်လိုသောအပြုံးတစ်ခုပေါ်လာပြီးသူကစကားပြောချင်တယ်ဆိုရင်ငါရဲ့တော်ဝင်မိမှုချောင်စီကိုကိုယ်တိုင်ကိုကြလာခဲ့ခိုင်းလိုက်ပါဟုပြောလိုက်တော့သည်ရှောင်းဝရှင်စီယိုဝင်စင်တယောက်ကျွန်တော်ကိုရှန်ယူချူနဲ့အတူမြင်သွားတဲ့အခါသူတစ်ချိန်ကအနှိမ်ဆုံးလို့သတ်မှတ်ခဲ့တဲ့အမိုက်ကအခုတော့သူမော်ကြည့်ရမယ့်သူဖြစ်နေတာကိုတွေးလိုက်ရတဲ့အခါအဲ့ဒီအချိန်ကျရင်သူဘယ်လိုမျက်နှာပေးမျိုးဖြစ်သွားမလဲဆိုတာတကယ်ကိုစိတ်လှုပ်ရှားဖို့ကောင်းပါတယ်အဲ့ဒီပုံရိပ်ကိုမြင်ရဖို့ကျွန်တော်တကယ်ကိုမျှော်လင့်နေမိတာပါဝယ်ရှင်လေးရောက်လာတဲ့အချိန်မှာကျွန်တော်ကနောက်ဖေးမိဖို့ကြောင့်ထဲမှာရှန်ယူချူအကြိုက်ဆုံးကနန်းဦးစွပ်ပြုတ်စလုံးပေါက်တွေကိုလုပ်ပေးနေတာပါကျွန်တော်ကထမင်းချက်အင်ဂျီဖြူပေါ်မှာအေဘရွန်အဖရာတစ်ထည်ကိုစီးထားပြီးလက်မှာလည်းဂျုံမုံတွေပေးချင်နေတော့မှရှိပါသေးတယ်ယူချူကတော့ကြောက်ပေါက်လေးတစ်ကောင်လိုပါပဲကျွန်တော်ရဲ့ခါကိုနောက်ကနေဖတ်ထားပြီးမေးစိကိုပကုံးပေါ်တင်ထားပါတယ်ကျွန်တော်အခုလေးတင်ပေါင်းထားတဲ့ကနန်းဦးတွေကိုကိုစားရင်းနဲ့ညွှန်ကြားချက်တွေပေးနေတာပေါ့ဒီနားကအနားတက်လေးတွေကတိတ်မလာဘူးနော်အိုးဒီတခုဆိုရင်လူကြားတဲ့ပြလို့တော့မရဘူးလူကြီးကျယ်ဒီတခုတော့အတော်အသင့်ဖြစ်တယ်မင်းရဲ့ဆရာမကြီးကအတီးပြုပေးလိုက်မယ်ကျွန်တော်ကတော့သူ့ကိုတစ်ခါတလေအလိုလိုက်ပြီးစော့ကစားခွင့်ပေးထားပါတယ်ကျွန်တော်ကောင်းကိုလှည့်ပြီးသူ့ဘားကိုနမ်းလိုက်တယ်မိဖို့ကြောင့်တစ်ခုလုံးမှာအစားတောင်းတန်းတွေနဲ့တူကျွန်တော်တို့နှစ်ယောက်ကြားကချုံငိမ့်တဲ့လေထုတွေလွှမ်းခြုံနေခဲ့တာပါအဲ့ဒီအချိန်မှာပဲရှောင်းဝမ်ရှင်းကတကားကိုတွန်းဖွင့်ပြီးဝင်လာခဲ့ပါတယ်ဒီနေ့သူကအနက်ရောင်ရုံးဝတ်စုံကိုဝတ်ထားပြီးစပင်ကိုလည်းတေးတေးတက်တက်ဖိလိမ့်ထားတော့မှာပဲသူ့မျက်နှာမှာပင်ပန်းနွမ်းနယ်မှုနဲ့စိုးရိမ်ပူပန်မှုတွေရှိနေပေမဲ့အေးဆက်တဲ့ CEO စေပုံစံကိုတော့အတက်နိုင်ဆုံးထိန်းထားစေပါသူရှိကမြင်ကွင်းကိုမြင်လိုက်ရတဲ့အခါသူလုံးဝစွန့်ပြီးတုံ့လောက်သွားပါတယ် smooth sailing ရဲ့နောက်ွယ်ကဒဏ္ဍာရီဆန်ပြီးလျှို့ဝှက်ချက်များတဲ့အာနာရှိဆုံးအကြီးအကဲဟာသူတစ်ချိန်ကအနှိမ်ဆုံးဖြစ်တဲ့အတုံးမကျတဲ့အမိုက်ဖြစ်နေလိမ့်မယ်လို့သူအိမ်မက်ထဲမှာတောင်ထင်မှတ်ဖို့မှမဟုတ်ပါဘူးဒါအပြင်သူလုံးဝမမျှော်လင့်ထားတဲ့အချက်ကတော့အဲ့ဒီအမိုက်ဟာအခုတော့မုတ်ဆိုင်လေးတစ်ဆိုင်ရဲ့နောက်ဖိမိဖို့ကြောင့်မှအေဘရွန်ကြီးနဲ့မိန်းကလေးတယောက်အတွက်ကိုယ်တိုင်ကိုယ်ကြဆွပြုတ်ချက်ပေးနေပြီးအဲ့ဒီမိန်းကလေးကလည်းသူ့ကိုပိုက်ဆိုးပိုင်နေနဲ့ရင်းရင်းနှီးနှီးဖက်ထားတယ်ဆိုတာပါပဲရှောင်းဝမ်ရှင်းရဲ့မျက်နှာဟာချက်ချင်းဆိုသလိုဖြူလျော့သွားပါတယ်သူ့ရဲ့အမြဲတမ်းတည်ငြိမ်ပြီးစင်ကျင်တို့တရားရှိတဲ့မျက်လုံးတွေထဲမှာအံ့အားသင့်မှုဇဝေဇဝါဖြစ်မှုတွေနဲ့အတူသူကိုယ်တိုင်တောင်သတိမထားမိတဲ့ကြောက်ကြက်ဖြစ်မှုအရေးအယောင်တွေပြည့်နေသွားပါတယ်ဥက္ကဋ္ဌရှောင်းရောက်လာပြီလားကျွန်တော်ကသူ့ကိုအခုမှသတိထားမိတယ်လို့မျိုးနဲ့လက်ကိုတုပ်အေဘရွန်ကိုချုပ်ပြီးအေးဆက်ဆက်ပဲနှုတ်ဆက်လိုက်ပါတယ်ရှန်ယူချူကလည်းကျွန်တော်နောက်ကနေခေါင်းလေးပြူထွက်လာပြီးရှောင်းဝမ်ရှင်းကိုစူးစမ်းတဲ့မျက်လုံးနဲ့ကြည့်ရင်ကျွန်တော်ကိုတိုးတိုးလေးမေးပါတယ်နေရီသူကဘသူလဲဟင်ကြည့်ရတာအရန်ခက်ထန်မဲ့ပုံပဲတောင်းရတဲ့သူတယောက်ပါလို့ကျွန်တော်ကပြုံးပြီးသူ့နှာခေါင်းလေးကိုဆွဲလိုက်တော့ရှန်ယူချူကမရေပဲမနေနိုင်တော့ပါဘူးရှောင်းဝမ်ရှင်းရဲ့မျက်နှာဟာချက်ချင်းပဲဖြူနေရကနေစိမ့်သွားပြီးနောက်တော့အနီအောင်ကိုပြောင်းသွားတာမြင်ရတာတကယ်ကိုအမခံမြင်ကွင်းပါပဲသူလက်တီးကိုကြစ်ကြစ်ပါအောင်ဆုပ်ထားပြီးလက်သေးတွေကလက်ပွားတဲ့အထိစိုက်ဝင်နေပါတယ်သူသွားကြည့်ပြီးစကလုံးအနှဲငယ်ကိုမနှဲညစ်ထုတ်ပြောလိုက်ပါတယ်နေရီမင်းလိုမလာနဲ့အောင်ကျွန်တော်မျက်ကုန်းတစ်ဖက်ကိုပစ်လိုက်ပြီးဥက္ကဋ္ဌရှောင်းကျွန်တော်မှတ်မိသလောက်ဆိုရင်ကျွန်တော်တို့ကြားမှာဘာပတ်သက်မှုမှမရှိတော့ဘူးလို့ပြောခဲ့တာခင်ဗျားပဲမဟုတ်လားအခုတော့ခင်ဗျားကိုယ်တိုင်ကျွန်တော်စီလာခောက်နေတာလားတောင်းမှန်တိုးရှိုးဖို့လာတာမဟုတ်ရင်နောက်ထပ်ဘာအတွက်များလာရတာလဲကျွန်တော် YouTube ကိုအပြင်ဘက်ကစပွဲတစ်ခုစီခေါ်သွားပြီးထိုင်ခိုင်းလိုက်ပါတယ်သူရှိမှအမွေတစ်ထောင်ထောင်ထားနေတဲ့စွပ်ပြုတ်စလုံးပေါက်တစ်ချင်းကိုချပေးလိုက်ရင်မြစ်ကြီးဦးအခုလေးတင်ပေါင်းထားတာလို့ပြောလိုက်တယ်အဲ့ဒီနောက်မှာကျွန်တော်ကရှောင်းဝမ်ရှင်းစီကိုအကြည့်ကိုဖြည်းဖြည်းချင်းလွှဲလိုက်ပြီးထိုင်ဖို့လက်ဟန်ပြလိုက်ပါတယ်ဥက္ကဋ္ဌရှောင်းထိုင်ပါဦးဘာကိစ္စပဲဖြစ်ဖြစ်သဘောထားမှာပေါ့ပြက်ပြက်နဲ့အရေးမဆိုင်တယ်လို့ပင်အရေးမပါတော့တစုံတစ်ယောက်အားဖယ်ထုတ်လိုက်တဲ့နေဖြစ်နေသည့်ယင်းသည်သူမစိတ်ကူးရင်ခဲ့သောစီးပွားရေးဆွေးနွေးပွဲနှင့်လုံးဝမတူပေတင်းမာမှုများအပြန်အလှန်စကားနိုင်လူမှုများမရှိဘဲလွှမ်းမိုးချုပ်ကိုင်မှုသာရှိနေသည်အလားချင်းနေသောအလုံးစုံလွှမ်းမိုးမှုမျိုးဖြစ်သည်ရှောင်းဝမ်ရှင်းစီယဝင်စင်ဒီစိတ်ကိုအတင်းအကျပ်တည်ငြိမ်အောင်လုပ်ရင်းတပြင်းအရှိကြီးချလိုက်သည်သူမသည်ထိုင်ကုန်တစ်လုံးကိုဆွဲထုတ်ကကျွန်ုပ်၏မျက်နှာချင်းဆိုင်တွင်ထိုင်လိုက်ပြီးအိတ်ထဲမှထူထဲသောဖိုင်တွေတစ်ခုကိုထုတ်ကကျိုးရှိသူတိုးပေးလိုက်သည်မစ္စတာနင်တာကရှောင်းကော်ပိုရေးရှင်းရဲ့နောက်ထပ်9နှစ်စာဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်နဲ့ကျမတို့ရဲ့လက်ရှိရန်ပုံငွေရှာဖွေရေးအဆိုပြုလွှာပါကျမမျှော်လင့်တာကတော့သူမစကားကိုဖျက်တောက်ရန်ကျွန်ုပ်လက်မြောက်ပြလိုက်သည်ဥက္ကဋ္ဌရှောင်းခင်ဗျားတခုမှားနေပြီထင်တယ်အခုချိန်မှာကျွန်ုပ်ကိုတောင်းပန်တိုးရှိုးနေရတာခင်ဗျားပါကျွန်တော်မဟုတ်ဘူးကျွန်ုပ်ဒီထိုင်ကုန်တွင်နောက်သို့မိထိုင်လိုက်ပြီးအေးအေးဆေးဆေးနဲ့လေတံမမဖြစ်ပြောလိုက်ပြီးခင်ဗျားရဲ့အစီအစဉ်ကိုကျွန်ုပ်စိတ်မဝင်စားဘူးမိကုန်းတစ်ခုပဲမေးချင်တယ်ကျွန်ုပ်ဒီဘေးနာရှိရှင်းယူချူရှင်းရက်ချူကိုလက်ညှိုးထိုးပြပြီးနောက်ကျွန်ုပ်ကိုကျွန်ုပ်ပြန်ညွှန်ပြလိုက်သည်သူမနဲ့ကျွန်ုပ်နဲ့လိုက်ဖက်တယ်လို့ခင်ဗျားထင်သလားရှောင်းဝင်းရှင်းခန္ဓာကိုတောင်းတင်းသွားသည်သူမသည်ကျွန်ုပ်ကိုတလက်ဘေးနားမှပျော်ရွှင်ကြည်နူးနေသောမျက်နှာပေးဖြင့်စွပ်ပြုတ်ပေါင်းပုံလေးများကိုတမြုံမြုံစားနေသောရှင်ယူချူကိုတလက်စိုက်ကြည့်နေမိသည်သူမ၏နှက်ခမ်းများတလုံးလုံးဖြစ်နေတော့လဲလိုက်ဖက်တဲ့ဟူသောစကလုံးတစ်လုံးမှထွက်မလာခဲ့ပေဤမေကွန်းသည်သူမ၏မာနာကြီးသောနှလုံးသားကိုရဲရဲဆက်ဆက်ထိုးဆိုင်လိုက်သည့်ထက်ရှာသောဓာတ်တစင်းကဲ့သို့ပင်သူမရှိမှအမျိုးသားသည်ချုံမောကျွယ်ဝပြီးကြီးမားသောအာဏာနှင့်ဩဇာအာဏာရှိတော်လဲတာမန်မင်းကလေးတစ်ယောက်အတွက်ကိုယ်တိုင်ကိုယ်ကြစွပ်ပြုတ်ပြင်ဆင်ပေးရန်လူလားနေသည်သူမျက်ဝန်းထဲမှမျက်နှာမှုများသည်သူမတစ်ခါမှမမြင်ဘူးခဲ့သောနုညံ့သိမ်မွေးမှုမျိုးဖြစ်ပြီးထိုမင်းကလေးမှမူရိုးရှင်းစွာဝတ်ဆင်ထားတော်လဲချစ်ချင်းမြတ်တာခံယူနေရသူတို့၏ပျော်ရွှင်မှုများတိုင်းသားပေါ်လွင်နေသောကြည်လင်သည့်မျက်ဝန်းနှင့်စင်ကြယ်သောအပြုံးမျိုးရှိနေသည်လင်းတို့နှစ်ဦးအတူတူထိုင်နေသည်မှာအေးချမ်းသောဘဝတစ်ခု၏ပကြီးကားတစ်ချက်ကဲ့သို့ပင်သူမကိုယ်တိုင်မှမူတန်မိုးကြီးဝတ်စုံကိုဝတ်ဆင်ကထူလဲသောအဆိုပြုလွှာကိုစုပ်ကိုင်ရင်းဤအမျိုးသား၏တနာညာလာမှုကိုတောင်းခံနေရသောလူပြက်တစ်ယောက်ကဲ့သို့ဖြစ်နေသည်တခါတုန်းကသူမသည်ထိုမင်းကလေးရှိတွင်ရက်ကသူမ၏လောကထဲမှထွက်သွားရန်အထက်စီးလေတံဖြင့်ပြောခဲ့ပူသည်ယခုမူအခြေအနေများမှာတုံ့ပြန်လက်ပတ်သွားလေပြီကြီးမားသောတယောမှုနှင့်နောင်တတို့သည်ဒီရေလိုင်းကဲ့သို့သူမကိုဝါမျိုးသွားသည်သူမ၏မာနနှင့်စင်ကြင်တုံတရားတို့သည်ထိုခိုက်တန့်တွင်အပိုင်းပိုင်းအဆအဆကွဲကြေသွားတော့သည်သူမသည်စကားပြောရန်ခက်ခဲစွာအာယူနေရပြီးသူမ၏အတန်မှလည်းသူမအတန်နှင့်မတူဘဲအရှာနေသည်ရှင်တို့လိုက်ဖက်ကြပါလေဟုတ်ပြီလားရှောင်းဝရှင်း၏မျက်နှာတွင်တွေးရောက်အားလုံးကွဲပြောက်သွားသည်ကျွန်ုပ်သည်သူမအားရခင်ကသူမပြောခဲ့ဘူးသောစကားလုံးများဖြစ်ပင်ပြန်လည်အဆက်ခွဲနေသည်ကိုသူမသိသည်မင်းကြီးအဲ့ဒီတုန်းကကျမမျက်စိကန်းခဲ့တာကိုဝန်ခံပါတယ်သူမသည်ခွန်အားလုံးကိုစူးစီးထားတဲ့ကဲ့သို့မျက်လုံးများကိုပိတ်ထားလိုက်ပြီးရှင်ကိုကျမတောင်းပန်ပါတယ်ဒါပေမဲ့စီးပွားရေးကစီးပွားရေးပဲပုံကိုရေးကပုံကိုရေးပါဂျီစုစုအုပ်စုနဲ့ပူးပေါင်းဆောင်ရွက်မှုကတကယ်ကိုအရေးကြီးလို့ပါ
ကျွန်ုပ်ကိုတောင်းပန်နေဟုတ်လားသူမစကားကိုကျွန်ုပ်ဖြစ်ပြောလိုက်ပြီးဥက္ကဋ္ဌရှောင်းခမရကဘလို့အစင်တန်းနဲ့ကျွန်ုပ်ကိုတောင်းပန်နေတာလဲကျွန်ုပ်ရဲ့စစ်ဆက်ထားသူဟောင်းအနေနဲ့လားဒါမှမဟုတ်ရှုံးနိမ့်သွားတဲ့ပြန်ဘက်တယောက်အနေနဲ့လားရှင်ယူချူသည်နားမလည်နိုင်စွာနားထောင်နေတော့လဲဝင်ရောက်နောင်ရခြင်းမပြုဘဲကျွန်ုပ်၏ပကံတဲသို့ပေါင်းမုံလေးတစ်လုံးကိုတိတ်တဆိတ်ထည့်ပေးလိုက်ပြီးထို့နောက်သူမ၏ကြည်လင်သောမျက်ဝန်းများဖြင့်ကျွန်ုပ်ကိုတိတ်တဆိတ်အားပေးနေသည်ဤတင်းငယ်သောအမူအရာလေးသည်ပင်ရှောင်းဝမ်ရှင်း၏ခုခံမှုများကိုအပိတိုင်ပြိုလဲသွားစေတော့သည်ကျွန်ုပ်တို့ကြားမှာစကလုံးမဲ့နားလည်မှုနှင့်တွေ့တာတဲ့တွင်စီးဆင်းနေသောယင်းဤကျွမ်းဝင်မှုတို့ကိုသူမမြင်တွေ့သွားရသောကြောင့်ဖြစ်သည်သူမဘယ်တော့အခါမှရရှိနိုင်တော့မည်မဟုတ်ပေသူမသည်အသက်မွေးဝမ်းကြောင်းလုပ်ငန်း၏အထွတ်ထိပ်နှင့်အမြင့်မြတ်ဆုံးသောအာဏာကိုသာအမြဲတမ်းလိုက်လံဆွဲကင်ခဲ့သည်ဟုထင်မှတ်ခဲ့သည်သို့သောလူအများ၏အထက်တွင်မြင့်မားစွာရပ်တည်နိုင်ခဲ့သည့်တိုင်သူမ၏နှလုံးသားသည်မြင့်မြတ်အထိဗလာချင်းကအေးဆက်နေခဲ့သည်ကိုယနေ့မှသာသူမသိနားလည်သွားတော့သည်သူမသည်တလောကလုံးကိုအောင်နိုင်ခဲ့တော်လဲတူးလေးသောသူဖြစ်သည်မင်းကြီးကိုမူဆုံးရှုံးခဲ့ရပြီဖြစ်သည်သူမတဖန်ပြန်ပြောလိုက်ရတွင်အတန်တို့မှရှိုက်ကြီးတင်ငင်ငိုကြွေးတံများဖြင့်မောဟိုက်နေတော့သည်ဒါကိုကျမရဲ့တောင်းပန်မှုလိုပဲမှတ်ယူပေးပါသူမငိုကြွေးနေရှာသည်အမြဲတမ်းအေးဆက်နိုင်လာသောရေခဲပြင်ကဲ့သို့ခတ်ထန်လာသောရှောင်းဝင်ရှင်းသည်အမှန်တကယ်ပင်ငိုကြွေးနေခဲ့သည်မျက်ရည်များသည်သူမ၏နုနယ်သောပါပြင်ပေါ်မှတဆင့်သူမကုန်ယူခဲ့ရသောအဆိုပြုလွှာပေါ်သို့စီးကျလာပြီးရေကွက်များအဖြစ်ပြန့်နှံ့သွားတော့သည်ကျွန်ုပ်သည်သူမကိုတိတ်ဆိတ်စွာကြည့်နေမိသည်ကျွန်ုပ်၏နှလုံးသားထဲတွင်မြည်သည့်ဝမ်းသာအားရမှုမျိုးမှမရှိဘဲလစ်လူရှုမှုတသက်ရှိနေသည်လွန်ခဲ့သောဘဝဟောင်းမှသာဆိုလျင်သူမ၏မျက်ရည်များကိုမြင်ကကျွန်ုပ်စိတ်ပျော့သွားမိကောင်းသွားပါလိမ့်မည်သို့သောယခုမူထိုသို့မဟုတ်တော့ပေကျွန်ုပ်သည်ထိုအဆိုပြုလွှာကိုကြည့်ပင်မကြည့်ဘဲကောက်ယူလိုက်ကဘေးနားရှိအမိုက်ပုံးထဲသို့တိုက်ရိုက်ပစ်ထည့်လိုက်သည်ဥက္ကဋ္ဌရှောင်းကျွန်ုပ်မတက်ရက်ကသူမကိုမုန်းကြည့်လိုက်ပြီးကျွန်ုပ်ခမည်းကိုနောက်ထပ်တစ်ခုပြောပြမယ်ဒေဝါလီခံတော့မဲ့ကုမ္ပဏီတစ်ခုကိုဝယ်ယူဖို့ကျွန်ုပ်စိတ်မဝင်စားဘူးအထူးသဖြင့်အဲ့ဒီကုမ္ပဏီရဲ့ပိုင်ရှင်ကခမည်းဖြစ်နေတဲ့အခါမျိုးမှာပေါ့ထို့သို့ပြောပြီးနောက်ကျွန်ုပ်သည်သူမကိုဆက်မကြည့်တော့ဘဲရှင်ယူချူ၏လက်ကိုဆွဲကမိဖို့ကြောင့်တဲ့သို့လှည့်ထွက်လာခဲ့သည်ကျွန်ုပ်၏နောက်ွယ်တွင်ရှောင်းဝမ်ရှင်း၏ထိမ့်မနိုင်သိမ့်မရရင်ကွဲမတက်ရှိုက်ကြီးတင်ငင်ငိုကြွေးတံများထွက်ပေါ်လာသည်ယနေ့မှစ၍ဤအမျိုးသမီး၏မာနကိုကျွန်ုပ်၏ကိုယ်တိုင်ကိုယ်ကြချိုးနေလိုက်ပြီဖြစ်ကြောင်းကျွန်ုပ်သိလိုက်သည်ယင်းသည်အစပြုမှုများသာရှိသေးသည်ရှောင်းဝမ်ရှင်းသည်အကြီးကျယ်စိတ်ပြအားငယ်ကထွက်ခွာသွားသည်သူမဘာဖြစ်သွားသည်ကိုကျွန်ုပ်ဆက်လက်အရေးမဆိုင်တော့ပေအကြောင်းမှာပို၍ပင်ဆက်ဆုပ်ရွှေရှာဖွယ်ကောင်းသောလူတစ်ယောက်ကျွန်ုပ်၏အိမ်ရှိသို့ရောက်လာသောကြောင့်ဖြစ်သည်သူမကကျွန်ုပ်၏မွေးမိခင်လီလုံလောင်ပင်ဖြစ်သည်သူမသည်ရှင်ယူချူ၏အချို့ပွဲဆိုင်ကြောင်းကိုတနေ့နေ့ဖြစ်တည်သွားပြီးဆိုင်ဝင်ပေါက်ကိုဓာတ်ရိုက်လာရောက်ပိတ်ဆို့ထားခြင်းဖြစ်သည်10စုနှစ်တခုကုန်လွန်သွားခဲ့ပြီဖြစ်ရာသူမသည်အတော်ပင်အိုမင်းသွားပြီးပင်ပန်းနွမ်းနယ်နေပုံပေါ်သည်တစ်ချိန်ကဆွဲဆောင်မှုရှိခဲ့သောအမျိုးသမီး၏မျက်ဝန်းထောက်များတွင်အရေးအကြောင်းများနေရာယူနေပြီးစပင်များမှလည်းငွေအောင်မြင်များတန်းနေပြီဖြစ်သည်သူမသည်ဈေးဘေးကအရေးသွေးနှင့်အဝတ်စားများကိုဝတ်ဆင်ထားပြီးမျက်နှာတစ်ခုလုံးတွင်လည်းလောဘဆောင်များကောက်ကျစ်မှုများနှင့်တွက်ကပ်မှုများဖြင့်ပြည့်နှက်နေသည်တစ်ချက်ကြည့်ုံဖြစ်ပင်သူမနှင့်ကြောက်ချုံဇော်ချောင်းတို့သည်အတူတူနေခဲ့သောနှစ်များတစ်လျှောက်အခြေအနေမကောင်းခဲ့ကြောင်းသိတာလာသည်ဘဝဟောင်းတွင်သူတို့သည်ကျွန်ုပ်ဖခင်၏ပတ်စံများကိုလက်လွတ်စပယ်ဖြုံးတိခဲ့ကြသည်ကြောက်ချုံသည်လည်းလောင်းကစားတွင်ဆွဲလန်းခဲ့သည်မကြမီမှာပင်သူတို့သည်အရာအလုံးကိုဖြုံးတိပစ်ခဲ့ကြသည်ဤဘဝတွင်မူကျွန်ုပ်ဖခင်၏ပတ်စံများမရှိတော့ဘဲသူတို့သည်ပို၍ပင်ရုန်းကန်နေရပုံပေါ်သည်သူမသည်ကျွန်ုပ်ကိုမြင်မြင်ချင်းရှိသို့ပြေးဝင်လာသည်အင်းသည်သူမလှုပ်လေးလှုပ်ထားရှိသောမိုးရိုအော်ဟစ်ပြီးတရုတ်ဆောင်သည့်အကွက်ပင်ဖြစ်သည်ပြောစရာရှိတာကိုပြောပါကျွန်ုပ်အေးဆက်စွာပြောလိုက်သည်မပြောရင်လည်းဒီတိုင်းပဲဆက်မှုနေမလားမင်းအမေကိုဒီလိုစကားပြောရသလားအမေမင်းပေါ်စိတ်ဆိုးနေတော့မဲဆိုတာအမေသိပါတယ်ဒါပေမဲ့အဲ့ဒီတုန်းကအမေမှာအကြောင်းပြချက်တွေရှိခဲ့ပါတယ်မင်းရဲ့ဦးလေးဆောင်ဈေးရောက်နဲ့အမေတို့ဒီနှစ်တွေအတွင်းမှာအခက်အခဲတွေအများကြီးကြုံခဲ့ရတယ်သူစီးပွားရေးမှာလိမ့်လဲခံရပြီးအကျွေးတွေအများကြီးတင်သွားတယ်အခုဆိုအမေတို့ထမင်းတောင်ဝါဝလင်လင်မစားနိုင်တော့ဘူးမင်းကအခုအောင်မြင်နေပြီပဲမင်းအမေကိုဒီတိုင်းပြင်မထားနိုင်ပါဘူးသူမသည်မျက်ရည်များကိုတုံရင်တနာစရာကောင်းဟန်ဆောင်နေတော့သည်သူမသည်ဒူးထောက်ရံပင်ပြင်းနေသည်ကျွန်ုပ်မျက်မှောင်ကျုပ်လိုက်မိသည်ရှင်ယူချူသည်ဆိုင်ထဲမှထွက်လာပြီးအီမြင်ကွင်းကိုမြင်တော့အခါအနှဲငယ်တွေဝေသွားပုံရသည်နေနောက်ဆုံးတစ်ခုပြောမယ်ဒါကအရေးမပါတဲ့လူတစ်ယောက်ပါရှင်ယူချူကိုထိုးထိုးသောရှုပ်ထွေးညစ်ပတ်သည့်မြင်ကွင်းမျိုးနှင့်မထိတွေ့စေခြင်းသောကြောင့်ကျွန်ုပ်၏နောက်ွယ်တွင်ကွယ်ထားလိုက်သည်လီလုံကရှင်ယူချူကိုလက်ညှိုးထိုးရင်းစူးစူးဝါးဝါအော်ဟစ်လိုက်သည်ငါကဘလို့လို့အရေးမပါတဲ့သူဖြစ်ရမှာလဲ